အားလုံးပဲမင်္ဂလာပါဒီကနေ့စီစဉ်ကနေကြိုဆိုပါတယ်ကွန်ပျူတာတစ်လုံးကိုအစခနဲ့ကိုယ်တိုင်တက်ဆင်ရမယ်ဆိုရင်ဤပညာတွေအရန်ကျွမ်းကျင်မှရမယ်လို့ထင်เสียရှိပါတယ်ဒါပေမဲ့တကယ်တမ်းကျတော့အဲ့လိုမဟုတ်ပါဘူးဒီကနေ့မှာတော့ Raspberry Pi လို့ခေါ်တဲ့တင်းငယ်လာတဲ့စာကေပြားလေးတစ်ခုကနေတခြင်းကိုယ်ပိုင်ကွန်ပျူတာတစ်လုံးဘလို့တီးဆောင်မလဲဆိုတာကိုအသေးစိတ်တင်ပြပေးတော့မှာပါဒါရိုးရှင်းတဲ့ PC လေးတစ်ခုဆိုတာထက်အကန့်အသတ်မရှိဖန်တီးမှုတွေစီတော့မယ်တကောက်ပေါက်တစ်ခုလို့ပြောရင်ပုံမှန်ပါလိမ့်မယ်ကဲအရင်ဆုံးဒီမေးခွန်းလေးကိုစဉ်းစားကြည့်အောင်တကယ်တမ်းအလုံးလုံးနိုင်တဲ့ကွန်ပျူတာတစ်လုံးကိုအစကနေတီးလျှောက်ဖို့ဘာတွေလိုအပ်မလဲအခုခေတ်မှာကွန်ပျူတာတစ်လုံးကိုကိုယ်တိုင်တက်ဆင်ရတာဟာမဖြစ်နိုင်တဲ့ကိစ္စတစ်ခုလုံးဝမဟုတ်တော့ပါဘူးတင်ယူခြင်းစိတ်လေးနည်းနည်းရှိုံနဲ့အလွန်လွယ်ကူစွာလှုပ်ဆောင်နိုင်တဲ့စိတ်လှုပ်ရှားစရာချီးစဉ်တစ်ခုဖြစ်နေပါပြီကျွန်တော်ဒီကနေ့ထွားမဲ့လမ်းကြောင်းတွေကတော့အပိုင်း1 Raspberry Pi နဲ့မိတ်ဆက်ခြင်းအပိုင်း2 Desktop နဲ့ Headless လမ်းကြောင်းရွေးချယ်ခြင်းအပိုင်း3လိုအပ်တဲ့ PC ရဲ့စုဆောင်ခြင်းအပိုင်း4တက်ဆင်ခြင်းအဆင့်ဆင့်နဲ့အပိုင်း5အဆင့်တွေကိုစတင်ဖွင့်လှစ်ခြင်းဆိုပြီးအဆင့်5ဆင့်ပါဝင်မှာဖြစ်ပါတယ်အပိုင်း1 Raspberry Pi နဲ့မိတ်ဆက်ခြင်းဒါဟာဖန်တီးမှုတွေရဲ့ engine ပါပဲ Raspberry Pi တွေမှာရွေးချယ်စရာမျိုးစဆုံးလင်းစွာရှိပါတယ်နော်။စွမ်းဆောင်ရည်အပြည့်အဝပေးနိုင်တဲ့အထက်က flagship ဘိုးပြားတွေကနေစပြီး power စအလွန်သက်သာပြီးအရွယ်စတင်းငယ်လာတဲ့ zero model တွေရှိမယ်။ပြီးတော့ keyboard ထဲမှာတင် computer စစ်တဲ့ခလုံးကိုအသင့်ထက်အတွင်းတီးဆထားတဲ့အမျိုးအစားတွေအထိလိုအပ်တယ်လို့ရွေးချယ်နိုင်ပါတယ်။အပိုင်းနဲ့ desktop ဒါမှမဟုတ် headless ကိုသွားမဲ့သက်စမှုလမ်းကြောင်းကိုရွေးချယ်ခြင်းဒီလမ်းကြောင်းတစ်ခုကဘာကွာလဲဆိုတာနိုင်ရှင်းကြည့်အောင်ပါdesktop setup ဆိုတာကတော့ကျွန်တော်တို့ရင်းနှီးပြီးသားဖြစ်တဲ့ monitor, keyboard, mouse တွေနဲ့ချိတ်ဆက်အထုံးပြရရဲ့ရိုးရိုးကွန်ပျူတာတစ်လုံးလိုမျိုးပဲဖြစ်ပါတယ်။ headless setup ဆိုတာကကြတော့ဒီလိုအပြင်ဘက် PC တွေဘာမှမလိုပဲကုန်ရက်တစ်ခုကနေတစ်စင်းအဝေးကနေလမ်းပြီးထိန်းချုပ်နေတဲ့မျက်မြင်များတဲ့စွမ်းအားရှင်စနစ်တစ်ခုဖြစ်ပါတယ်။တော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်မို့လား။အပိုင်း3လိုအပ်တဲ့ PC တွေစုဆောင်ခြင်းမတက်စင်က PC စိန်လောက်ကြမယ်။ဒီနေရာမှာနေပင်ငယ်စကလုံးတစ်ခုဖြစ်တဲ့ subfab fitter ဆိုတာလေးကိုနည်းနည်းရှင်းပြချင်ပါတယ်။အလွယ်ဆုံးမှတ်ထားရမယ်ဆိုရင်တို့က micro SD ကတ်လေးတစ်ခုပါပဲဒီကတ်လေးထဲမှာကွန်ပျူတာလှုပ်လို့ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ operating system လို့ခေါ်တဲ့ဆက်လက်ပတ်မှုစနစ်ကိုထည့်သွင်းထားပါတယ်ဒီ boot media လေးတောင်မရှိရင်ကျွန်တော်တို့ sub PC ဟာဦးနောက်မပါတဲ့ခဏကိုတစ်ခုလို့ဖြစ်နေပြီးဘာမှလှုပ်လို့နိုင်မှာမဟုတ်ပါဘူးကဲမရှိမဖြစ်လိုအပ်တဲ့ PC စင်းကိုကြည့်လိုက်ကြရအောင် Raspberry Pi ပေါ်ဖြားရှိရမယ်ပြီးရင် boot media ဖြစ်တဲ့ micro SD ကသတ်မှတ်ထားတဲ့ power ကြိုးပြီးတော့ desktop အနေနဲ့သုံးမယ်ဆိုရင်တော့မျက်နှာပြင်နဲ့ချိဆက်မဲ့ cable ကြိုးတွေ keyboard နဲ့ mouse စတာတွေလိုအပ်မှထည့်ပါတယ်ဒီလိုစင်းလေးနဲ့တိတိကျကျစနစ်တကျပြင်ဆင်ထားမယ်ဆိုရင်ကွန်ပျူတာတက်ဆင်ရတာဟာလုံးဝစွန့်စရာမလိုတော့ပါဘူးဒီမှာတတိထားမဲ့အချက်တွေတစ်ခုရှိပါတယ် model တစ်ခုနဲ့တစ်ခုလိုအပ်တဲ့လျှက်စွမ်းအင်ပမာဏမတူညီကြပါဘူးဒါကြောင့်ကိုအတုံးပြမဲ့ပူပြောင်းမျိုးစားနဲ့အတိအကျကိုင်းညီတဲ့ power ကြိုးကိုရွေးချက်အထုံးပူဖို့ကအရန်ကိုအရေးကြီးပါတယ်အခုမြင်ရတဲ့ကဏ္ဍ30နှစ်ကိုအထူးသတိပြုစေခြင်းပါတယ်ဘာလို့လဲဆိုတော့ desktop system ကိုချောင်းမွေ့စွာနဲ့အနောက်အညက်ကင်းကင်းအသုံးပြုနိုင်ဖို့အတွက်ဆိုရင်မှတ်ဉာဏ်ပရမာဏအနည်းဆုံး32 GB ရှိရဲ့ micro SD ခတ်ကိုအသုံးပြုဖို့အကြံပြုထားလို့ပဲဖြစ်ပါတယ်အပိုင်းလေးသက်ဆင်ခြင်းအဆင့်များအသေးစိတ်တိဆောက်ခြင်းအဆင့်ကိုရောက်ပါပြီကွန်ပျူတာပူဖျားကိုစက်တင်မကိုင်းတွယ်ခင်မှာလိုရမယ့်အခြေခံအကြားဆုံးအဆင့်ကတော့ boot media ကိုအရင်ပြင်ဆင်တာဖြစ်ပါတယ်ဒီလိုပြင်ဆင်ဖို့အတွက် Raspberry Pi Imager လို့ခေါ်တဲ့ software ကိုအသုံးပြုပြီးဆက်လက်ပတ်မှုစနစ်ကိုခက်လေးတဲ့ဥစားထည့်သွင်းပြရမှာဖြစ်ပါတယ်ပုံမှန် desktop စနစ်တစ်ခုကို online ပေါ်ရောက်လာအောင်လုပ်ဖို့ဆိုရင်တော့အခုပြောမဲ့အဆင့်၄ဆင့်ပါတဲ့လမ်းညွှန်ချက်ကိုအဆင့်လိုက်တည်တည်ကြကြလိုက်နာလို့ဆောင်ဖို့လိုပါတယ်အဲ့ဒီလိုအဆင့်လိုက်လို့ဆောင်မှသာစနစ်တစ်ခုလုံးလုံးချုံချောမွေးစွာအလုံးလုံးနိုင်မှာပါမျက်နှာပြင် monitor နဲ့ချိတ်ဆက်တဲ့အခါ model တွေပေါ်မူတည်ပြီးအနည်းငယ်ကွာခြားမှုရှိနိုင်တာကိုတွေ့ရပါမယ် model တစ်တင်မှာဆိုရင်နေရာယူတက်တာစေဖို့အတွက်အရွယ်စားတင်းခဲ့တဲ့ micro HDMI port လေးတွေကိုအဓိကအသုံးပြုလာကြပါတယ် headless လမ်းကြောင်းကလိုအပ်တဲ့နီးပညာစကားလုံးတစ်ခုကိုထပ်ပြီးရှင်းပြပါမယ်အဲ့ဒါကတော့ SSH ပါရိုးရှင်းရှင်းပြောရရင်သူဟာတခြားစက်တလုံးကနေအမိန့်တွေပေးဖို့ဖို့အပြုပြုတဲ့လုံခြုံစစ်ချရပြီးမြက်မင်မရတဲ့ဥမင်လွန်ကောင်းလမ်းကြောင်းတစ်ခုလို့မြင်ကြည့်လိုက်ပါဒီစနစ်အလုပ်လုပ်ဖို့ကတ်ထဲမှာစကားဝတ်ပါဝင်တဲ့ file လေးတွေကျူတင်ဖန်တီးပေးဖို့လိုအပ်ပါတယ်ဒီ headless အတွက်လိုင်းညွှန်ချက်အဆင့်တွေကိုရန်က desktop အဆင့်တွေနဲ့နိုင်ရှင်ကြည့်လိုက်ပါဒီမှာကတော့ monitor မျက်နှာပြင်နဲ့ချိတ်ဆက်မဲ့အစားကုန်ရချိတ်ဆက်မှုနဲ့အဝေးကနေလှမ်းပြီးထိန်းချုပ်အသုံးပြုမှုပေါ်မှာပို့ပြီးအဓိကအာရုံစိုက်ထားတာကိုချင်းထင်ရှားရှားတွေ့မြင်ရမှာဖြစ်ပါတယ်အပိုင်း9စနစ်ကိုစတင်ဖွင့်လှစ်ခြင်းစက်ကလေးကိုအသက်သွင်းကြအောင်မထားရမယ့်အရေးကြီးဆုံးအချက်ကတော့ less power ချိတ်ဆက်တာကိုအမြဲတမ်းနောက်ဆုံးအဆင့်အနေနဲ့ပဲလှုပ်ဆောင်ရပါမယ်ဒါဟာစကစ်ပြားလေးကိုကာကွယ်ပေးဖို့နဲ့လုံခြုံတန်ရှင်းစွာစစ်ပွင့်လာစေဖို့အတွက်အလွန်ကိုအရေးကြီးပါတယ်တတ်မှတ်ထားတဲ့ပေါက်ကနေ power ကြိုတက်လိုက်တာနဲ့တပြိုင်နက်စာဟာချက်ချင်းပွင့်လာမှာဖြစ်ပါတယ်
စပစ္စည်းအသက်လေးကိုအသက်သွင်းတဲ့အခါရာနှုန်းဖြစ်အောင်မြင်စေဖို့ကဒီနောက်ဆုံးအမြန်စစ်ဆေးရမယ့်ဆိုင်ရင်လေးကိုပြန်ကြည့်ကြရအောင်ပူမီဒီယာကလေးထည့်ပြီးပြီလားချိတ်ဆက်ထားတဲ့ပစ္စည်းတွေတေးချပြီလားပါဝါကိုပလက်ပေါက်မှာတက်ပြီးပြီလားဆိုတာတွေကိုစစ်ဆေးပြီးပါဝါမီလင်းလာမယ့်အချိန်ကိုစောင့်ကြည့်ရုံပါပဲ ဒီလိုဆက်ပွင့်လာတဲ့အချိန်လေးဟာတကယ်ကိုမော်ဆန်းတဲ့အချိန်လေးပါစာကိပြပေါင်ကမီတီလေးတွေလင်းလက်လာပြီးအနောက်မျက်နှာပင်ပေါ်မှာ Raspberry Pi ရဲ့အမတ်အစလေးပေါ်လာတဲ့မြင်ကွင်းဟာတဆင်မှုအောင်မြင်ပြီးဆိုတဲ့အကောင်းဆုံးလက္ခဏာပဲဖြစ်ပါတယ် ကဲအခုဆိုရင်အပြည့်အဝလုံးလုံးနိုင်တဲ့ကွန်ပျူတာစနစ်တစ်ခု online ပေါ်ရောက်ရှိနေပါပြီနောက်ထပ်ဘာတွေဆက်ပြီးတိစောက်ကြမလဲအခုတက်ဆင့်ပြီးစီးသွားတဲ့ဆက်လေးကိုအသုံးပြုပြီး software တွေစက်ရုပ်နည်းပညာတွေဒါမှမဟုတ် concrete နည်းပညာတွေစတဲ့ အကန့်အသတ်မရှိတဲ့ဖန်တီးနိုင်စွမ်းတွေကိုဆက်လက်စူးစမ်းလေ့လာကြဖို့တိုက်တွန်းရင်ဒီနေ့တင်ပြချက်ကိုဒီနေရာမှာပဲနှီးကုန်းချုပ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်